ပြောပြီးမဲ့နည်းနည်းပပတော့အရေးလေးတွေတော့ပြီးတာပေါ့နော်နည်းနည်းပမောတော်တော်များများပြီးအမှဒေးတော့မပြောနေတက်စားတယ်တက်ရမယ်လို့တော့မပြောကျွန်တော်လည်း2002ခုနှစ်တုန်းက14နှစ်အရွယ်မှာကျွန်တော်အမှုတော်မြတ်တဲ့စက်ကတ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီအရွယ်တစ်ခုရောက်လာတဲ့ခါမှာလေအမှုတော်မဆောင်ချင်တော့ဘူးတော့အမှုတော်မဆောင်ချင်တော့ဘူးအဲ့ဒါနဲ့ကျွန်တော်ဘာလို့ငါတောင်းတတ်မှလဲဆိုတော့စဉ်းစားတဲ့ခါမှာပတ်စံအဓိကရချင်လို့ဆိုပြီးတော့ကျွန်တော်စဉ်းစားမိမဟုတ်ဘူးလားတောင်းတတာအလုပ်ကောင်းရချင်လို့လေဆိုတော့အလုပ်ကောင်းရချင်တဲ့အဲ့တက်ရေးနဲ့ကျွန်တော်ဘာလို့ရင်ကောင်းမလဲဆိုစဉ်းစားတဲ့ခါမှာကျွန်တော် engineering ကျောင်းတက်မယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်အဲ့နဲ့ဖျားစီမှာကျွန်တော်ဆုတောင်းတယ်ကိုရောကျွန်တော် engineer ကျောင်းတက်မယ်ဒါပေမဲ့ကိုရောနာမတော်နဲ့ဘုံတော်တားရဲ့ဘုံကြီးထင်ရှားစေဖို့ရင်သုံးမယ်ဆိုရင်ကိုရောအသုံးခံပါတယ်ဆိုပြီးကျွန်တော်ဆုတောင်းဆက်ကပ်ခဲ့ဒါပေမဲ့သွားလာကအဆက်နောက်လိုက်တာချင်းပြရင်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကျောင်းတက်ဖို့ရင်ဖြစ်တဲ့အခါမှာသူတို့ရဲ့ပညာရေးကတကယ်လည်းအဆင့်မြင့်ပါတယ်အားလုံးဝကျွန်တော်တတိယနှစ်ဒီပါတွေရောက်တဲ့အခါဆိုရင်ဒီသူတို့ကနေပြီးတော့ဗာလေတင်ပေးတာတော့မဟုတ်ဘဲနဲ့ကိုယ့်အကူဘယ်စာအုပ်တွေဖတ်ရမလဲဆိုတော့ပြီးတော့အဲ့စာအုပ်တွေဖတ်ပြီးတော့နားမလည်ရင်တွားပြီးတော့မေးရတယ်အဲ့ဒါပဲသူဘာမှမတင်ပြီးတော့တဲ့အချိန်ညာရောက်သွားတယ်သူတို့ကျွန်တော်အနေနဲ့ engineering ကျောင်းတက်ဖို့ကအင်မတန်မှခက်ခဲတဲ့အရာတစ်ခုဖြစ်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အခြေခံပညာကမြန်မာပြည်ကအစိုးရကျောင်းတက်ခဲ့တာကိုအစိုးရကျောင်းတော့ကကျွန်တော်မှတ်မိတာဆိုလို့ဘာပဲမှတ်မိလဲဆိုတော့ကျန်စစ်သားညောင်ဖိနိုင်ငံလုံးလက်ဖဲကျောင်းမှတ်မိတယ်တချို့တော့မိဘတွေကောင်းကောင်းဓားလေတွေဒီကျောင်းမရရင်အတကုံရိုက်ခံရတာဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်အခုထိမှတ်မိတယ်ဒါပေမဲ့ကျွန်တော်သိမမှတ်မိတော့ဒါပေမဲ့